လေးမကြည့်စမ်းပါနဲ့ဒီမှာတက်တိရှိရဲဆိုရင်ဒီကောင်နဲ့ရင်ထိုးကြည့်လိုက်အောင် ဟာဒါမင်းအတီပြောနေတာလားဟဲ့မင်းတပည့်အဲ့ဒီအငယ်ဆုံးဆိုရကောင်ကလေလက်သီးနဲ့ထိုးပြရမလို့လက်ညှိုးကြောင်လို့တောက်လိုက်ပြီးကောင်လစ်တယ်ကောင်က ဒါတမန်ကျုပ်တို့ဘက်ကိုတမန်စော်ကားလိုက်တာပဲဟမ်ဒီကောင်အရန်နဲ့ဒေါသထွက်နေပြီနော်ခမရောက်သက်ချင်နေပြီဒီမှာကျုပ်တော်မနေထိန်းထားရတယ်အဲ့တော့မှတက်တိရှိနေတယ်ဆိုလို့ရှိရင်ကြေးတုံးမယ်ဗျာငါးသားတစ်စားဘလို့လဲ ငါးစားတစ်စားဟာရှင်လိုက်တာအိမ်နေရရကိုလာပြီးတော့ပူစော်တာငါးစားတစ်စားနဲတယ်ကွာရောက်ဆယ်စားတစ်စားလုပ်လိုက်စား ချတယ်နော်တကယ်ဒီမှာပတ်စံတစ်ခါတည်းပါလာတယ်ဒီမှာတစ်ခါတည်းထိုးမလား ဟာတခါလေးထုံးလာတယ်သိထိုးတာဗောကွာသိထိုးတာဗောအဲ့ကျိုးဝိုင်းလောက်ပါရင်တော့လက်သေးကဘယ်သူမှမရဘူး အပိန်လေးရောင်မထိုးနိုင်ဘူးအဲကောင်က ဘာလဲကျတဲ့တခါလေးရှိုးပါလေဟမ်အဲ့ကြတော့မင်းအမှုမလုပ်ပါဘူးဗျာမဆွဲပါဘူးဆိုတော့ခေါင်းကဂရိတော့မင်းလက်မထိုးရမယ်အဲ့ဘက်လေ ရတယ်တိတ်ထိုးပေးတာဗော မပိန်ညောင်ကထိုးချင်တာမပိန်ညောင်နိုင်မှာတိသားပဲလွယ်လွယ်လေး ဟာလားကဲဘရန်ဒိုရဲ့အလဲတိုင်းလုပ်လိုက်စမ်းချင်ပြီ ပြောလိုက်ချာဟဲ့လာကြ မကလေးရောက်လာပရ သူပြိတ္တတွေ ပြိတ္တာဟုတ်လားပြောစမ်းစမ်း ဘရန်ဒိုရဲ့တေရာဆိုတော့ဒီလိုနေတာလေဆိုလိုက်ချင်ရတယ်အဲ့ဒါကို ချာသမာဒါပဲလားပြောလို့ဆရာကြီးဆိုတီအောင်ထိုးလေပြောလို့ဆရာကြီးဆိုတီအောင်ထိုးလေလေရဲ့ ထိုးကြထိုး တစ်ချက်ပဲရှော့သွားတွေ့လားနိုင်သားပဲလို့ပြောသားပဲ ငါးသိန်းဆိုတော့ခင်ဗျားတို့ဘက်က350ပေးရအောင်နော်တို့အဲ့လိုနော်အဲ့လိုကြီးလေးမကြည့် အဲ့ဒါလေးပဲထားလေးပဲကျေစကားပြီးပါ